မောင်ရမ်းကြိုက်တဲ့ဟာလေးလေမောင်စားတယ်မောင်ဘာဖြစ်တာဘာဖြစ်တာမောင်လေး ဒါကြီးอ่ะ ဟုတ်တယ်ဒါကြီးက ဆိုးရစစ်လား ဟုတ်တယ်စစ်မေစားကောင်းလားမောင် ကောင်းတာပါမရယ် ဒါနဲ့မောင်မျက်စိလေးခဏမိတ်ထားပါဦး ဘာဖြစ်လို့လဲ မမမောင်တို့လက်ဆောင်တစ်ခုဝဲလာတယ် မောင်တို့လက်ဆောင် ဟုတ်တယ်အဲ့ဒီတော့မောင်မျက်စိခဏမိတ်ပေးတာ အော်ဟုတ်ပြီဟုတ်ပြီမိတ်မမိတ် ဒါနဒံဒါနဒံ ဟာ မောင်ရမ်းကြိုက်တဲ့ဟာလေးလေမောင်စားတယ်မောင်ဘာဖြစ်တာမောင်လေး ဒါကြီးอ่ะ ဟုတ်တယ်ဒါကြီးက ဆိုးရစစ်လား ဟုတ်တယ်စစ်မေမောင်လေးမောင်တို့မမကိုလာတာ မောင်ဘွားမှာတခါမှဒီလိုဆွဲကြည့်မရဘူး တော့ကျန်တဲ့လူစု မလေးမောင်ဘွားမှာတခါမှဒီလိုမျိုးမရဘူးမရမချစ်လိုက်တာ အဲ့ဒါကြောင့်မောင်ချစ်နေရတာမောင်မမဒါနဲ့မောင်လေးမမပြောမယ် ဟုတ်ကဲ့ပြောလိမ့်မ မောင်မမဘယ်တော့ယူတော့မှလဲ ဟမ် ဘယ်တော့ဒေချင်ယူတော့မှလဲ အော်ယူမပေါ်မှာရေ မ ဖြည်း စော ဖြည်း နိုင်တော့မမလင်းလိုချင်းနေပြီမောင်ကလည်း မလည်းဖြည်းဖြည်းပေါ်မှာ တက်တော့တက်မသွားနဲ့မောင် မအချမ်းမိုက်တော့မောင်ဘွားမှာတခါမှဒီလိုဆွဲကြုံမျိုးမရဘူး အဲ့ဒါမမမောင်ရှိလို့အန်ထရာကူကအန်ထရာဘယ်တော့ယူတော့မလဲလို့ မလည်းဖြည်းဖြည်းပေါ်မှာရေ sorry တာ စိတ်ပူတယ် မလည်းမောင်တို့ရသွားပြီဆိုဒီလိုမျိုးချိန်တွေးလို့မရတော့ဘူး ဘာလဲမောင်ကဘာလဲဟိုနောက်မယားတွေရှိနေလို့လားနောက်ကောင်မတွေရှိနေလို့ဘယ်ကောင်မဘယ်ကောင်မတွေရှိနေပြော မမောင်တလောက်ကြီးတော့ချစ်ပြီးတော့မှပေးထားတာမတဲ့ အဲ့ဒါမောင်လည်းကလေးဖြေရှိတော့မှာနော် ဟာ မမအိမ်မှာကလေးနှစ်ယောက်ရှိတာလေမောင်သူတို့တော့မောင်ဟိုလာဖြစ်ရမှာနော်တောင်းကြည့်ရမှာနော် ဒါပေမဲ့မလည်းမောင်နဲ့တွေးတဲ့အချိန်ကိုအဲ့ဒါတွေမပြောသမ်းမှန်းလားမလည်းမောင်စိတ် မောင်လည်းမရဘူးကွာ မလည်းဖြည်းဖြည်းပေါ့ယူမှာပေါ့နော် sorry တဲ့ မမလင်းလိုချင်းနေလေညာနေအဲ့လိုချင်းအဲ့မပြောဘူး အိတ်မပြောဘူးလား ဟုတ်တယ် အော်မလည်း